ရမယ်မလားဘယ်လိုလဲတော့ပါရဲ့ဘာလို့ရရလို့မပြောကောင်းလိုက်စကောင်းဟမ် ရော့ဒီမှာကိုတုံးမြ အဲ့ဒါမခိမီကော ခေါင်းဝိုင်းလေ ဟုတ်လားကျအော်ဝမ်ကခမ်းပြီကွာထင်းတယ်အဲ့ဒါကျွန်တော်လိုက်ဖြတ်နေတာ ရှက်ကြတယ်ရှင်းတယ်ရှက်ရှင်း တကယ်ဘောတကယ်ပဲဝမ်ကပဲကြတယ်သူကတကယ်လာလာနောက်ဘက်စားနောက်ဘက်စား မစော့တော့ငါဘိုက်ဆန်နေအိမ်ပြန်ပြီးထမင်းစားလိုက်အောင် မင်းလေကွာအဲ့လိုအနိုင်မပိုင်းနေလေကွာငါဆက်ထိုးမှာပေါ့အေးလေ မဟုတ်ပါဘူးနိုင်ပိုင်းတာမဟုတ်ပါဘူးနောက်နေ့လည်းတွေ့ရမှာပဲငါဘိုက်ဆန်နေပြီအိမ်ပြန်ပြီးထမင်းစားလိုက်အောင်ပဲဟိုဒါနဲ့မင်းတော့ထမင်းစားဘူး ငါတို့ပြန်စားကြမလို့ ဟောဒီမှာဝယ်စားမှာလား အဲ့တော့လက်ဖက်ထမင်းနဲ့ဩမင်းရဆိုင်မှာဝယ်စားတဲ့မျိုးလားကွာမင်းမချက်ကျွေးရစားတာပေါ့ ဘယ်မှာချက်လို့ရ စောင့်ကြည့်လိုက်အဲ့တော့အိမ်ပြန်ရမလို့ဩမလာပြီဟိုမှာလာပြီ ဟာရောက်လေကောင်းလိုက်လားယောက်ျားဒီမှာဘီလက်ထိုင်ထိုးနေအောင်မိန်းမတွေအောင်မှာသမီးလိုက်လာပို့ပေးတယ် ဒါပဲနေရရှိတယ် โอ้အားကြပါတယ်ကွာအားကြပါတယ် အဲ့အောင်မလာနေပြီရှုပ် မင်းတို့အားကြပါ အေးထမင်းကြိုက်လာပြီ ကဲဒီမှာဒီလေးပိုင်းဆက်လေ ဟောယောက်ျားကြိုက်တဲ့အမဲကလေးစားချက်ကလေးပေါ့ မဲလီတာနှရွှေငါမဲကလီတာတို့အမဲဝမ်းတွင်းသားတို့ပစိုးချမ်းတို့ကြိုက်တယ်ဆိုတာငါသိတယ်အဲ့မဲ့ငါလာကြိုက်တယ်ဆိုရင်နေကဒေတိုင်းတီဟင်းဆိုကြာတော့ညင်းဝင်လာပြီလေနေပါပြောင်းလဲလေးပဲလုံးအောင်ပါဗော ကြားလေမိမလေးဒီနေ့ဈေးမသွားပြလို့ပါဈေးသွားတဲ့နေ့ကျလို့ရှိရင်အသက်ကလေးချက်ပေးမယ်လေဒီနေ့ကတော့ဟိုရေခဲတက်တာလည်းမရှိတဲ့ဟာလေးပဲချက်လာလို့ပဲကြကြရတယ်နော် ပြောလိုက်ဒီတိုင်းကြီးပဲငါမနောက်တော့ဗချက်လာလေ ။အော်မောင်ကြိုက်တဲ့ငါ6ပုတ်စီစမ်းလေးရေ။ငါ6ကလေးကိုခရမ်းနေလေးနဲ့ချက်လာ။ပြီးတော့လေဟိုငပိကောင်လေးကိုဟိုချင်းစီပြန်လေးချက်လာပြီ ဟုတ်ကဲ့ငါ6ပြီပဲလား ။မောင်ငါ6ကြိုက်တယ်ဆိုလို့လေ ဟောဗျာငါ6ကြိတ်လို့တခါလေးပြောမိလိုက်ပါတယ်ဗျာငါ6ကြီးကျတော့သွေးတွေလည်းတိုးအောင်တော့ပဲအေးရလေကိုကလွယ်လွယ်လေးကိုငါ6မကြရင်မဲသားစားလိုက်ပေါ့ဟေးဟဲ့ဟိုမင်းမနဲ့ငါမလဲအောင်အေးမင်းဘာပြောလဲဟုတ်လေဟုတ်ဟောလေမင်းမချက်တယ်ဟဲ့နဲ့ငါမချက်တယ်နဲ့လဲစားမယ်လို့ကောင်းမုံပြောကောင်းမုံပြောအေးပါမင်းလေဟုတ်လေမင်းကလေပြည့်လေငါမလောက်လာမလဲဘယ်လိုများနေမလဲဟုတ်ကဲဟိုမှာဒီမစားတော့ပြင်ထားလိုက်ရင်ကောင်းတွေပါမနာစင်နေတော့နေရုပ်ခံမယ်သိလားဟမ်နောက်နေ့ဟင်းပြောင်းချက်သွားမသူပြ ဟေး ပြပြကြီးအောင်ကြောက်သေးပဲနေတော့ပါလားအိမ်အောင်ပြီးတော့လား ပြုတ်မှာဝါမကြမီလာမီပေါ့ သူများရှယ်ပဲကတ်စားမနေနဲ့နော် စားပါဦးငါကိုအိမ်ပြန်ပါ မမောင်တို့တရားပြန်လာတော့ စိတ်ချစိတ်ချ ကဲဟေ့အောင်မင်းတို့ရှင်းတယ်ရှင်းရှင်း ဟဲ့ငါတို့ပြောဦးမင်းသူများမင်းမတွေကြည့်ပြီးမင်းအားကြနေမင်းဘယ်တော့အိမ်အောင်ပြုတ်ဟေး ပြုတ်မှာပါပြုတ်ရင်လေဒီကောင်နေလို့ပေါ့အဲငါတကယ်ချင်းနေလမ်းစဉ်တိုင်းငါလိုက်မိမအောင်မနိုင်လားမနိုင်လားဆိုတော့မင်းတို့အဲ့ကြရင်ကြည့်လိုက် ငါတို့တောင်းလုံးလို့ရ မင်းတို့ထက်ကိုတာစီရမယ်ကွာ ဟုတ်ပါမလားမောင်ကားလို့ရေ အားလုံးမကြည့်လိုက်ပါ ဆောက်ကောင်းရလားကိုရဲ့ ကိုမရရောက်ခွဲတော့တော့တောက်ခေါ်မှာလားငါတို့ကမြည်ရောညဒီ မို့ကိုကမနေ့ကပေါ့တယ်ဆိုတော့ဒီနေ့ငငယ်လေးလေးလောက်ပေးထားတာလေကိုရဲ့ မင်းငါ့ရွတ်တယ်နေရလားမနေ့ကပေါ့ဆိုတော့ဒီစားရအများကြီးငါ့ရွတ်တယ်ငါ့သွေးတို့အောင်မလား လောက်ပါကိုရဲ့လောက်ပါကိုအော်မဟုတ်ပါဘူးကိုရဲ့ကိုစားကောင်းလို့တမျိုးလေးလောက်ပေးထားတာပါကိုရဲ့ စားမကောင်းဘူးတော့ငါပြောရမယ်ငါလေးငါလုံးလည်းသေးတော့မယ်နဲ့ လောက်ပါကိုရဲ့လောက်ပါကိုရဲ့ ဘလောက်လို့မမဘူးလောက်ပါကွယ်လောက်ပါကွယ်ကွာလုံးလောက်ခိုင်းတာငါသေးတော့မယ်နဲ့ဘယ်လိုစားမကောင်းတာဟာဒီမှာမင်းနားမလဲလားအိမ်တော်ဦးစီးမင်းတို့စားဖို့တောက်ဖို့တနေ့ရှားဖို့လွယ်တယ်မလို့လား ဟုတ်သိပါတယ်ကိုရဲ့သိပါတယ် တင်းကြပြင်းစင်လေ ဟုတ်ကဲ့ပါကိုရဲ့ဟုတ်ကဲ့ပါ ရွေးနေရလားမသိဘူးကွာငါရွေးနေရလားမသိဘူးကွာဟုတ်ကဲ့ပါကွယ်လောက်ပါကွယ်နဲ့တပူကလုံးခံနေရတာဒီမှာနေသမီးလည်းအချိုးပြင်လို့နော်နေသမီးလည်းအချိုးပြင်လို့နေသမီးကဒီသားတွေရရတယ် အော်မရပါဘူးကိုရဲ့မရသေးပါဘူးကိုရရင်ကိုပြောမှာပေါ့ကိုရဲ့ အေးမရတာကောင်းတယ်နော်သူလိုချင်တဲ့ယောက်ျားကိုယူလို့မရဘူးငါပေးစားတဲ့ယောက်ျားကိုပဲယူမှာနားလေလား ဟောနားလဲပါတယ်ကိုရဲ့ဟုတ်ကဲ့ကျမယူပါမယ်ကိုရဲ့ အေးယူရမယ်လားသဘောတူတယ်လက်တော့နေကိုယူခိုင်းနေတာမဟုတ်နေသမီးကိုယူနေလေမနေလို့နေနေရ အော်ပေါ့လေကိုရှိပါတယ်ကိုရဲ့မှားပြီးပြောမိတာပါကို ဟာ ရဲ့ ဘယ်လိုလဲပြောနေတာလဲမသိငါတွေးနေမှာပြန်လာပြီကွာစိတ်စီးရလိုက်တာနေသမီးကိုနေဆုံးပါတာဟဲ့ ဆုံးမပါမယ်ကိုရဲ့စိတ်ချပါကိုရဲ့ ဟာတညာလုံးအဲ့လိုပဲပြောနေတာတညာလုံးအဲ့လိုပဲပြောနေတာတနေ့လုံးအဲ့လိုပဲပြောနေတာငါ့ကိုရွေးနေတာလား မ လို့ ရွပါဘူးကိုရဲ့ တော်ဗျာနေသမီးကိုနေဆုံးပါတာကြားကြားလိုက်ပဲဟုတ်ကဲ့ပါစာရင်းတော့တားပဲစိတ်လေးညစ်တယ် ကိုစိတ်ဆိုးပါပြီ မေ အမေ
အမေတို့ထုတ်ထောင်နေအမေဘာလို့ဘာပြန်လို့တာ ဟို လဲ သမီးရဲ့အဖေကိုအဲ့လိုမပြောရဘူးအဖေကအိမ်နဲ့လေသမီးရဲ့သမီးလေးကြည့်ရမှာပဲ အေးဦးတို့ကျွန်တော်တို့မသိဘူးမေယာသမီးလေအဖေရင်းမို့လို့ကြည့်နေတာသမီးပထွေးတော့ရိုက်တော့လိုက်မလားခါရဲ အဲ့လိုမပြောရဘူးသမီးရဲ့ငရဲကြီးတတ်တယ်အခုဆိုရင်လေနေဖေအတင်ပေးခဲ့လို့အမေကပညာစုံတက်ပြီးတော့လိမ္မာရင်ကြီးနေတာသမီးရဲ့ဟင်းချက်ရင်လဲလေအမေကလေငယ်အောင်လဲချက်တက်တယ်မငယ်အောင်လဲချက်တက်တယ်အဝတ်ဆိုရင်လဲပြောင်းလဲရွှတ်တက်တယ်မပြောင်းအောင်လဲရွှတ်တယ်ဟိုလေနောက်ဆုံးသမီးရဲ့အဖေအိမ်တော့မှအိပ်ပြုံးလဲလုတ်တက်တယ်အိမ်မပြုံးလဲလုတ်တက်တယ်သမီးရဲ့ အမေကလည်းဘာလို့ပြောနေမှလည်းမသိပါဘူးမေယာ နင်းနေတော့ဒါနဲ့နေပါဦးနေဖေပြောရတယ်နေမှာရီးစားရှိနေပြီလားတဲ့ရီးစားမရှိလို့ရှိရင်သူပေးစားတယ်လို့နေယူရမှာနော် ဟောသမီးမယူချင်ပါဘူးမေယာတ တ ပည့် မီးလူကျွန်တော်အမေလည်းမယူနိုင်ဘူးလေ အမေကလည်းဘာလို့ပြောမှလည်းမသိဘူး အော်မေလုံးအမေကဒီယောက်ျားကိုပဲချစ်တာဘလောက်ပဲထုထုတောင်းတော့ဒီယောက်ျားပဲအမေကတန်မိုးထားတာသမီးရဲ့ဟိုစကပုံကြားဘူးတယ်မလားအယိုးကွဲအောင်ရိုက်မှာအသေးဆွေးအောင်ချစ်တာတဲ့အမေကတော့ချစ်တယ် မေယာလည်းယူစရာလေးပါနော် ဟာ ဘာလို့ပါ မလို့ပါလားမေမလို့ပါလားမေမလို့ပါလားမေ အော်သမီးရဲ့လုတ်ပါစေအဖေကဒီလိုပဲထုထောင်းနေကြလေ အဲ့ဆိုနေဘာလို့ပတ်ပြေးနေရလဲ အော်ဟိုကလေတနေရာတဲ့ရိုက်ခံပြင်းစရာကြီးလေအဲ့ဒါကြောင့်ကျမအိမ်ကိုပက်ပြီးတော့ရိုက်ခံတာပေါ့ အမလေးသူ့ကိုဒေတာပေါင်းလုံးပတ်ပြေးခိုင်းလို့နေပါလိစောက်တယ်နေထူးနေပါလေငါဖက်မျိုးတော့နေလေငါအင်းကြီးဘာလို့မီးဘူးကျွန်းအောင်တက်လိုက်တာ အာကိုကလေကိုသိရသားလေကျမအိမ်ကိုကျွန်းအောင်လေးတိုက်တက်တယ်မကျွန်းအောင်လေးတိုက်တက်တယ်လေနှစ်မျိုးလုံးတက်တာ ဒီ လေ မငါ့ကိုရွက်နေပြီ အမေမလို့ပါလားမေမလို့ပါလား ဘာဖြစ်နေကြတာလဲရဖြစ်နေဟုတ်လားဟုတ်တယ် ဘာမျိုးပြမင်းလာကလာ ဟာကျွန်တော်မှဖြစ်မရှိပါဘူး မင်းတို့ပြရှိတာမရှိတာပြောနေပေါ့မင်းနဲ့ငါနဲ့ပြောစရာဆိုစရာရှိတဲ့ကိစ္စတွေအဲ့ခိုင်းနဲ့မပြောမယ်လာခေါ်ခဲ့လာ တာလာလာပါရဲ့ဘာမှမရှိအော်တာရဲ့လာပါလေ အဲ့ဒါခေါ် လာပါရဲ့လာပါတာရဲ့အော်တာလေလာပါ အားပြလိုက်တာအချိုးနေတယ် အဲ့တဲ့ခေါ်လာခဲ့ အဲ့ဒါခေါ်ခဲ့ ရှုပ်ပြောကွာရှုပ်ပြောလို့ ကဲဟောစပါလင်းနော်ဒါမင်းမကြခင်တော့မယ်မင်းရဲ့ရောက်ခမှာလားသမီး ချမ်း သူ့တရားလေးလာတာနော်ဒါသမီးနဲ့သဘောတူထားတယ်ဆိုတော့အဖေရဲ့ခင်မွန်လောင် ချမ်း မဟုတ်လေမားနေ သမီးရဲ့ခင်မွန်လောင်အဖေရဲ့သမက်လောင်နော်သူ့ကိုသမီးလေးလာကွာအချိန်အများကြီးမရသမီး3-4ရက်အတွင်းနဲ့အပီးလေးလာတပတ်အတွင်းနဲ့မှသမီးတို့လက်ထပ်ပေးမယ်ဟုတ်ပြီလား ဖေသမီး စကားမများနဲ့သမီးကိုယူဖို့မြူကိုတိုင်မနေရမဟုတ်ဘူးသမီးယူရမယ်ဆိုတော့အတိပေးနေတာ तू ကအမတန်ယူသားတယ်နော်စီးပွားရေးလုပ်ငန်းရှင်တရားအဖေအနေနဲ့သမီးရဲ့နောင်ရေးစိတ်အေးရဖို့အတွက်အဖေစီစဉ်တာနော်မိဘလက်နဲ့ရေးတာကိုချိန်နဲ့ဖြစ်ဖို့မကြိုးစားနဲ့မိဘ ကိုရလုတ်ပါကိုရ အေးအဲ့လိုပဲဖြစ်နေတာအချိန်ကြီးမေးလိုက်တာနဲ့ လုတ်ပါကိုရလုတ်ပါကိုရ အဲအချိန်မေးမေး လုတ်ပါကိုရ အေးအဲ့လိုပဲဖြစ်နေတာကြားတယ်နော်သမီးနင်းမေလိုပဲဘယ်ချိန်မေးလောက်ပါကိုရေလောက်ပါဘာရှုပ်ကမရှုပ်ကုန်နေလောက်တာ ပြောရှိတာလဲက မင်းလည်းမယူရသေးဘူးလေ ကျွန်တော်ကျင့်ပေးရမလို့ခုတော့လေ မကျင့်နဲ့ ဟုတ်ကဲ့ ဟုတ်ပြီအဲ့တော့သမီးဒီနေ့ကစပြီးသမီးကသူ့ကိုလောက်ပါကိုရေလောက်ပါကိုရေဟုတ်တယ်သူစကားဟဲ့မင်းလည်းအိမ်ရနေမျက်နှာပြောင်းစမ်းစမ်းမလုပ်နဲ့နော်သမီးသူ့ကိုလေးလာ3-4ရက်အတွင်းမှာလေးလာပြီးတာနဲ့တပတ်အတွင်းမှာလက်ထပ်ပြီးမယ်သဘောပေါက်လား မမိတယ်နော်လက်ပါကိုရလက်ပါကိုရ မဆိုင်ဘူးလို့ မဆိုင်ဘူးနော် အဲ့မွေးရမာရတဲ့မိကအဆုံးကုန်နေဆုံးပြီလား ဖုန်းမီကစုံပလိမ့်မဲ့ကျန်တော့ငါတားမလားရပြီဘာလို့ကြော်လဲ စပါလင်း အေးစားလိ မင်းပြောင်းနေတာတော်တော်ကြာပြီနော်ပြီးတော့ငါသတင်းတစ်ခုကြားထားတယ်မိမရပါစို့ အေးဟုတ်တယ်ကွာငါမိမရပါပြီမိမရပြီးတော့ငါမြို့သမီးလေးနဲ့ငါဟန်နီမူခီးထွက်နေလို့မင်းတို့နဲ့မတွေ့ဖြစ်တာ ဩအဲ့ဒါကြောင့်မင်းတစ်ဖက်စေပြောင်းနေတာ ဟုတ်တယ်အေးငါမိမလေးနဲ့ငါမြို့သမီးလေးနဲ့ချစ်စနီးလေးပေါ့ကွာသူနဲ့ဟန်နီမူထွက်နေတဲ့အချိန်မှာမင်းတို့မိမတွေကိုနိုင်တယ်လို့မျိုးအဲ့ဟန်နီမူခီးစမှာ9ရက်တိတိသူ့တိတ်တာလက်စင်တွေပေးတာကွာအကြီးဟာ နားပါလို့ကြားတာနားမပါရင်မကြားနော် ကန်းနေလို့မရဘူး မိမဆိုတာလေယူချင်းမှာတော့မင်းနင်းလို့မရဘူးဟုတ်မှလည်းလို့နော်မင်းကလေ မင်းတို့တငယ်ချင်းမှာမင်းတို့ငါ့ကိုမယုံတာလားဟိုတကယ်နင်းတာပြားနေတာပဲကွာဖိထားတာ ဟုတ်ပြီအေးရမင်းပြောတော့ဟောလက်ခံတယ်ဒါပေမဲ့တခုလို့ရှိရနော်မင်းအိမ်အောင်ကြာသွားတာငါတို့မသိလိုက်အောင်အဲ့တော့မင်းအိမ်မှာငါတို့မင်းရဲ့မင်္ဂလာပွဲကိုဂုံပြည့်ရနေတယ်ငါတို့တဝိုင်းကောင်းပြီးဆိုဟုတ်တယ်နော် ဟိုအဲ့ဒါဒီလိုရှိတယ်ကွာငါအိမ်အောင်ကျသွားတယ်ဆိုတာလေဟိုဘယ်လိုပြောမလဲရုပ်တရက်ကြီးဆိုတော့မင်္ဂလာပွဲကငါကြီးကြီးမားမားမလုပ်ပြလိုက်ဘူးကွာရုပ်တက်လက်မှတ်ထိုးပြီးတော့ငါဟန်နီမွန်းထွက်သွားတာပဲရှိတယ်အဲ့ကြောင့်မင်းတို့နဲ့လည်းမတွေ့ရလေ တွေ့ရမတွေ့ရအရင်ကြီးပါဘူးအခုပြောဂုံပြူဖို့ကိစ္စကိုပြောနေတာ အဲ့လေဟိုဟာကွန်ပျူတာလည်းဒါတငယ်ချင်းတွေအခုတွေ့ပြီလေကွန်ပျူတာလေအခုငါတို့တွေ့တော့တောက်ကြတယ်အဲ့ဒါဆိုရင်ဒီလိုလုပ်လိုက်ကွာဟိုအခုတောက်ကြရှိရဆက်တော့မှာကျင်တာလည်းထမ်းပါကွာငါကြားသမျှအကုန်ရှင်းမိမယ်အဲ့ဒါပွဲပြင်းပြီ ငါပြောတာအဲ့ဒါမဟုတ်ဘူးငါတို့ကအပြင်မှာမတောက်ချင်ဘူး
မင်းအိမ်မှာတောက်ချင်တာအဓိကဂုံပြူချင်တာကွာ ငါတည့်ပြောလိုက်မယ်တော်တော်လဲနေတယ်ငါပြောပြမယ်မင်းမောင်နင်းတယ်လို့ပြောရမလား အေးလေနင်းနေ ငါတို့က ကြားနေရပြီကြား လက်တွေ့အဲ့ဒါကိုရှုံးမှာကြည့်ပါဟောတော့မင်းဘလို့နင်းတယ်ဘလို့ဖိလဲဒါမျိုးငါတို့လမ်းပြန်မိတာဒါကိုရှုံးမှာ မိတယ်ဟဲ့လမ်းနေမိ နေအောင်ဒီဝိုင်းဘယ်လောက်ကြာ အများဆုံးကြောက်တသိန်းနဲ့သိန်းပေါ့ဒါပါပဲ မင်းတို့10ဝိုင်းပြန်ကိုတိုက်လို့ရတယ်နော်စားချင်တောက်ချင်လို့မဟုတ်ဘူးငါတို့ကသူများပြောတယ်သူကပါစက်နဲ့နားမဆုံးဘူးငါတို့လက်တွေ့သမားဟုတ်တယ်သိချာကြည့်ပါမင်းငါကြက်လေ့လာမင်းတို့က research လုပ်မှာငါတို့တငယ်ချင်းတွေရဲ့လမ်းစဉ်မှာမင်းမိရဲ့လားဆိုတာငါတို့ကလိုက်လေ့လာခြင်းလို့မင်းအိမ်မှာတောက်ဖို့လုပ်တာကွာ ငါတို့မိမကိုလည်းမင်းလို့ရှိမှငါတို့ဖျဲရနော်ဖျဲရနော် လေ့ရောတက်လာတယ်ဖျဲပြတယ် ဟဲ့အဲ့လိုကြည့်ချင်တာလား အဲ့ဒါပဲ ကြည့်ချင်လဲပြီးရောကွာအဲ့ဆိုရင်မင်းတို့ကလေမနေ့ပြန်ကြအိမ်လာခဲ့ကွာနော်ဒါပဲလေ โอเค နက်ပြန်နော် နက်ပြန်နော် လာကြည့်ရကွာ ဒီနေ့တော့ ကြည့်ရ ဘာမိုင်းတော့လေဟေ့ငါပြောရတဲ့ဂရီအတိုင်းပဲတီအောင်လို့မင်းတို့အိမ်မှာတောက်ချင်တယ်ဆိုတော့အိမ်မှာစီစဉ်ပြီးသားချတယ်ဘာမျက်နှာပြက်လဲဘာတွေဖြစ်နေတာလဲကွာမင်းတို့ကလေ စင်မီဘူး ပြောလိုက်ပါဘာဖြစ်လဲ မင်းအိမ်မှာတောက်လို့ရတာလို့မှန်တယ်အဲ့ငါတို့တရားစကားလာဝင်မဟုတ်ရက်လာတော့ အေးတက် ဒီကကောတက်တက်လို့ကြည့်ရောတားရတာပြောတယ် မမြင်ပါအိမ်မှာဆိုတဲ့ဆိုင်လိုမျိုးတော့ကြိုက်တယ်လို့တော့မှာလို့မရဘူးငါအစင်ပြေတာလေးမီးလို့ရအောင်လုပ်ပေးရပဲရှိဒါပေမဲ့မိုးတဲ့ရှိသေးတယ်ရှိသေးတယ်ကူရဲမို့ တို့မင်းပြောရရင်ပြီးဆိုအလုံးပြီးစီဆို အေးပြီးတယ်လို့ငါမဲမငါလုပ်ခိုင်းတာတူရှိသေးမိမရေဖူးရေ ကြားရတာ ရှယ်ရဲလားကြားလိုက် ဒါငါလည်းပတ်တော့နေ အေးဟိုကြားတယ်မငါတို့ရေစောင့်နေအေးအမတို့ဘက်ကတက်လာတယ် ဘယ်လေးကောဘယ်လေးကော စားတို့ကချုံးမပြုံးကအေး လောကိုလေ အေး ချိပါလက်ပါချိပါလက်ပါ ဘုံမလို့ရှိမှာဘာအားတော့ငါဖြတ်ကြတာ အခုရဲမညီမလေးကူအစီပြေ ပြေတော့တို့ပြေလိုတော့ ပြေသွားရတာ 你သွားလိုက်တော့ ဆက်ကြမဟင်းလေးတော့ချက်လိုက်မယ်နော် သွားစကားစီငါ အပိရရဟဲ့ဟောမလုံးလေ ဟိုမလို့ဘူးရ ဒီကောပွဲတကားတီးနော်ဒီကပြီးချုပ်ရ မင်းတို့ငါပြောခဲ့လေဟမ်ဒါနေမခီးစင်သွားရဟာဒီကောင်မအောင်ငါဖိရတာလက်စင်းလေးဖိရတာ အများမလို့နေမင်းမမျက်နှာငါပြောရတော့ပဲရှိလို့ စီးရတော့ပြောကဖဖိုင်ဟိုမမိုးရ ငယ်ချင်းငါပြောပြမယ်အတူငယ်ဆောင်ငါတို့တော့ပေါက်တယ်သိပြီနော်မင်းမောက်လည်းအရင်လို့ဆိုနေကငါ့ကိုကောင်းပါတယ်ကွာသူများတော့ မသိဘူး ဒါပေမဲ့ငါတခုပြောချင်တာငါတို့ရေခဲရှိရေခဲမရှိဘူး ရေကဘူးဘာရေရှိ အဲ့ဒါမကြီးအမေရဲ့ကောင်းတယ်ရေခဲလေးတွေမှာ ဒါဘလက်မဝင်အဘူဆာဘူးဖြစ်နေ โอเคပေးပေးအရေခဲလို့ ဗုဒ္ဓတာလို့ပြီး ရေခဲလို့ရှိရင်ရေခဲပြရမယ်ရေခဲပြောလိုက်ငါကြိုက်ရလို့ရတယ် လေလုံးနေနေနေ အဲ့တော့ခဏလေးပဲစော့နော်ကြာရ ဟာတူလိုက် ဟာ ဟောပြရတော့ကောင်းတယ် ငါတော့ဒီကောင်ကငါခေါ်ကြာနေငါစိတ်ကတူမှာ ရှိပါပြောတော့ရှိပါလက်ပါ အဲ့ဒါ သိမလျှော့တော့ အဲ့တော့ အဲ့တော့တော့ပြီး အဲ့တော့ငါ တော့ပြီး ဟောတော့တကယ်ပြေးရလားတကယ်ပြေးရ ဒါဒုရတာအဲ့ဒါအဲ့ကွာ ငါတို့ပိုင်နော် ကြည့်ကြည့်တော့ကြည့်တော့ ရေခဲလေးတော့ကွက်တူအေးကြည့်ပါမယ်ကြည့်ပါဦး တိတိ ဟုတ်ကဲ့အဲ့ရေခဲဒီမှာ အဲ့ရေခဲဟိုရေခဲတကယ်ချင်းဟိုရေခဲတက်တာအပြက်နေတာလားမင်းရေခဲကမရှိဘူးဟိုအပြင်းသွားဝင်နေဆိုင်ရဝေးတယ်ကွာမင်းတို့တောက်ကြတာအချိန်ပြတ်သွားမှဆိုလို့ရောက် ရေခဲမြတယ်တော့ဘာရှက်ပြီးအုပ်လဲတဲ့တော့ ဟုတ်ဘာအိုး ဘာမှမပြောတကယ်ကြီး ဟာမင်းလည်းပြလေ ညိုနေတဲ့ညိုနေ ဒီလိုတကယ်ဒီလိုဟိုငါခုနတော့ငါမိမကိုငါဒေါ်လာပြပြီးတော့ငါတော့မယ်ဆိုဝင်သွားဝင်တော့ငါတို့တယ်ပြီးတော့ပြေးထိုးမယ်ဆိုရှင်းရသွားတာအရှင်းလုံးပြီးတော့အဲ့ဒါတို့ကြော်တကားဆောင်နဲ့ဒါနဲ့ပြေးဆောင်တာအမျိုးကမဟုတ်သေးပါဘူးမင်းတကားတော့လဲဆောဒါလည်းပြရမှာလေမင်းအဝဲကြီး ဟုတ်လားဟုတ်လိုက်လို့လေအကွေးလိုက်ကြီးဆိုတာဒီလိုကဟိုတကားလက်ကိုင်းနဲ့ဒီမျိုးလုံးနဲ့အဲ့လိုစောက်နေဒီလိုတော့ လက်ကူနေလက်ကူနေပူတယ်ဘာပဲဘာမှပတ်နေရကိုမရှိနေနေပါနိုင်တော့တိတယ်ချိပါလက်ပါတော့မလုပ်ပါနဲ့ မလို့ပါဘူး တင်းတင်း ဒါလည်းရေခဲပြရတယ် ငါခုလို့ကျတော့ ဟုတ်ပါ စိတ်
ခေါ်ရအေးလို့ ဒါလေးတော့ပေါ်တော့လူတွေလေ ရှင်းလေးဆိုတော့ငါတော့ဝေးသွားအောင်ပါနော် ဘယ်မှာရှိရညာလူတွေကမင်းပြလို့ ဟောမင်းအိမ်ရှင်လေးနည်းနည်းအဲ့ဝိရှင်လေး မင်းတောက်ရှင်မလားခရင်းရှင်လို့ တော့ကျွန်တော်အေး စလေးရဒီမှာမရှိဘူးလားရောဒီမှာမရှိဘူးလား ရှိလို့ပေါ့မင်း ဒါလေးတော့ဆက်လက်တော့ရှင်မှာလို့ အာငါမင်းလာကန်တောင်းတာဗျဟေးမင်းမလေးခုကြီးရဲ့ ရှင် ငါတကယ်ချင်းစလိုက်ကောက်ချင်လို့ဆက်ဖိတ်လာကြအောင် ကိုကိုရေကိုကိုလာယူပါလား လာလာပါပါဟုတ်တယ်ကွာဒီမိမပါကွာဒီမိမပါတော့ခုနကသူပြောဟင်းချက်မဲ့ဆိုဘယ်အားမလဲမင်းဟင်းတန်းလိုက်ဟုတ်တယ်ဟုတ်ကဲ့မင်းတော့မီးချက်ပါတိုင်း မင်းဆိုင်ပြန်တာကောင်းပါပါအေးဂရင်းချင်းနေပြီတွိုင်းမယ်မတော်ပါနဲ့တွေ့ပြီ နော်အတန်ကြားတယ်ဖြုတ်လိုက်တာအယူ ဟောမင်းကတော့ပြုတ်လိုက်တာ ဟာဟုတ်တယ်ကွာသူတန်ကြားတန်ကြားတော့တကူလုံးနေတယ် တန်းနေမလို့ ဟာလည်းလို့ဆိုလို့ဘယ်လိုတော့ကြည့်ရအောင်လည်းသူမင်းတော့နေရမင်းမင်းညမဒီမှာမင်းငါမိမောင်နိုင်လို့ငါသမက်ကငါသမီးကိုနိုင်ပါလို့ငါသမီးကိုကင်းလာစောင့်နေတာတော်သေးတယ်ငါရောက်တယ်လို့နောက်မှဆိုငါသမီးကိုတော်နေစက်မခေါ်မင်းတို့ရေးနေပါမင်းတို့ဒီကောင်မင်းတို့ လုတ်ပါပေးလုတ်ပါပေး အေးဟုတ်ပါ ဦးလေး ဟာလေ ဦးလေးကျတော့ဦးလေးမိမအဲ့လိုပဲနိုင်တာလေ ဖေးဘယ်ရောက်ပါပြီသူ့မိမောင်သာသူ့နိုင်နိုင်မယ်သူ့သမီးကိုဘယ်သမက်ကမှနိုင်တာမကြိုက်ဘူးမလေးမင်းတို့မိမောင်နိုင်တယ်ဆိုကွာ မိမအောင်နိုင်တယ်ရောက်ကမအောင်တော့ဘယ်နိုင်မလဲကွာ